ကျွန်တော် account တွေဖွင့်တဲ့အချိန်မှာ software ကိုကျွန်တော်ဖွင့်လိုက်ဒီမှာတရုပ်စာကြီးပုံနေဆိုကျွန်တော်ဒီမှာသွားချိန်နော်ဒီမှာ language ကိုတစ်ခါရေးချိန်အဲ့မှာချိန်လိုက်လို့တရုပ်လိုပဲဖြစ်နေတယ်ဆိုတော့အဲ့က software ကိုဖြတ်ပြီးအသစ်ပြန်တောင်းပေါ့နော်အခုကျွန်တော်က account အသစ်ဖွင့်မှာပါနော်ဖွင့်မှာဆိုကျွန်တော် sign up ကိုနှိပ်လိုက်ပါမယ် mobile ကိုရွေးလိုက်ပါမယ်ပြီးရင်ဒီမှာအချက်လက်လေးထည့်ပါမယ်ဖုန်းနံပါတ်ထည့်တဲ့အချိန်မှာ Viber ဖွင့်ထားတဲ့ဖုန်းနံပါတ်ဆိုရင်ကောင်းပါတယ်အဲ့ဒါဆိုရင်ကုတ်က Viber ကိုတေချာပေါက်ကြရပေါ့နော် Viber ဖွင့်တာဖုန်းနံပါတ်ဆိုတော့တစ်ခါကျကုတ်တွေပါကြောင်တတ်တယ်ကြောင်ရင်အကောင့်မပွင့်ပဲဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်ကအမှန်ချစ်ပြီးသွားပြီဆိုတော့ကျွန်တော်ဆက်သွားရပါနော်ပြီးရင်အမှန်လေးရှင်းမယ် next ကိုထပ်နှိပ်မယ် start ကိုနှိပ်မယ်တန့်ဆိုတော့ဒီဟာလေးပေါ့နော်တပုံပဲရွေးလိုက်မယ်အဲ့ဒီမှာ email ရောက်ပြီမှာနော်အဲ့မှာ email ကိုကျွန်တော် outlook နဲ့ဖွင့်မှာပေါ့နော် email တော့ကျွန်တော် outlook ကိုသုံးပါမယ်ကျွန်တော် account လေးကိုနှိပ်ပြီးတော့ create new account ဆိုပြီးကျွန်တော်သုံးလိုက်မယ်ပြီးနေမှာနာမည်ရေးမယ်ပြီးရင် next ကိုနှိပ်မယ်ဒီကောင်နဲ့တစ်ခါသုံးနေဖြစ်တဲ့အတွက်မိတ်သွားတယ်ဘာမှဖြစ်ဘူးပေါ့နော် next ကိုထပ်နှိပ်မယ်နာမည်ရေးပြီးအမှန်ချစ်မယ် next ကိုထပ်နှိပ်မယ်အဲ့မှာဒီလူလေးကိုနှိပ်မယ်အတန်းလေးပြည့်အောင်ဆောင်မယ်အတန်းပြည့်သွားပြီဆိုတာနဲ့ press again ကိုထပ်နှိပ်မယ်ပြီးရင် okay ကိုနှိပ်လိုက်တာနဲ့မေးပွင့်သွားပြီပေါ့နော်ကျွန်တော်ဖွင့်တဲ့အကောင့်ကဒီမှာဆိုတော့ဒီဟာလေးနှိပ်လိုက်မယ်ဒီကောင်ကိုဒီဘက်မှာထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ထည့်လိုက်ပြီးထည့်ပြီးသွားဆိုတော့ဒီ okay ကိုနှိပ်မယ်ပြီးရင်ဒီ I have လေးကိုနှိပ်မယ်ပြီးရင် okay ကိုနှိပ်မယ်အဲ့လိုမျိုးကို9က6ခါလောက်နှိပ်လိုက်မယ်အဲ့ဒါမှဒီဘက်ကိုကုတ်ကတေးကြပေါက်ကြမှာပေါ့အခုတန်းကြသွားပြီပေါ့အဲ့ဒါ WeChat တင်းကိုဝင်ပြီးရင်ကျွန်တော်ဒီမှာ click confirm ဆိုတာလေးနှိပ်မယ်ဒီဘက်မှာအမှန်ချင်းပြသွားပြီဆိုရင်ဒီဘက်ကကိုဆက်နှိပ်မယ်အဲ့တော့ကျူပါပေါ်လိုက်အဲ့ကကျူပါကိုကျွန်တော် scan ဖတ်ဖို့တော့ WeChat account တစ်ကောင်လုံးမယ်ပေါ့နော်အဲ့ဒီဘက် WeChat ကနေ scan ဖတ်ပြီးမှဆိုတော့ကျွန်တော်အပေါင်းလေးကိုနှိပ်မယ်ပြီးဒီ scan လေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးရင်ကျွန်တော်ဒီလိုမျိုးလေးချိန်လိုက်ပါမယ်ချိန်ပြီးဖတ်လိုက်မယ်ပေါ့နော် okay confirm ဆိုနှိပ်လိုက်ရအောင်ဖတ်ဒါဆိုရင်အကောင့်နော်ဒီမှာဖတ်လိုက်တဲ့အတွက်ဒီဘက်ကကျူပါလေးအမှန်ချင်းပြသွားပြီနော် close ကိုနှိပ် continue ကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကုတ်ဆောင်ပါမယ်ပေါ့နော်ကုတ်ဆောင်မယ်ကုတ်ကမကြသေးဘူးမကြသေးတော့ကျွန်တော်ထပ်တောင်းမယ်ဗျာ